ဒီနေ့ပေါ့နော်ဓာတ်ပေါက်ချက်စားမယ်ဓာတ်ပေါက်ချက်စားမယ်အတွက်ကြောင့်လို့ဒီစက်သားကိုအရင်ဆုံးပေါ့နော်ဓာတ်ပေါက်မချက်ခင်မှာနှက်ထားမယ်ပေါ့နော်အဲ့လာလေးတရက်ကြိုပြီးတော့လည်းနှက်လို့ရလို့အလွယ်ပေါ့နော်မနက်ဘက်ကိုချက်မယ်ဆိုရင်တနိုင်လောက်ကြိုပြီးတော့နှက်လို့ရတယ်ပေါ့နော်အဲ့ဒီထဲမှာကျတော့အခုစက်သားကိုကျတော့နင်းဟိုအရေးခွန်လေးခွာထားတယ်ပေါ့နော်အရေးခွန်လေးမထည့်ဘူးပေါ့နော်အရေးခွန်လေးမထည့်ဘဲနဲ့အရေးခွန်ခွာပြီးတော့မှနှက်မှာအရေးခွန်ထည့်ကြိုက်ရင်လည်းထည့်လို့ရတယ်နော်ဒါကစိတ်ကြိုက်ပဲအဲ့ဒီထဲကိုကျတော့အခုဘာထည့်မလဲဆိုတော့စားထည့်မယ်ပြီးတော့ရင်စနွန်းထည့်မယ်စားရယ်စနွန်းရယ်ပြီးတော့ရင်ဒိန်ချင်းပေါ့နော်ဒိန်ချင်းဒါဒိန်ချင်းbrain ပေါ့နော်ဒိန်ချင်းထည့်မယ်ထည့်ပြီးတော့ရင်သားတွေကိုစိတ်ဝင်အောင်ပေါ့သားတွေကိုစိတ်ဝင်အောင်မနာလေးနေပြီးတော့ရင်နှက်ထားမယ်ပေါ့နော်ဒီနေရာမှာလေအဲ့ဒီတို့အချိုတွေပါလေးကြိုက်နေအချိုမှုတွေပါလို့ထည့်လို့ရတယ်ပေါ့နော်အဲ့ဒါကိုနှက်ထားမယ်နှက်ပြီးတော့ဒီတိုင်းလေးခဏထားတာဒါမှမဟုတ်လည်းအိတ်နဲ့ထည့်ပြီးရေကတာတွေထည့်ထားလို့ရတယ်ပေါ့နော်ဓာတ်ပေါက်အတွက်ပေါ့နော်အခုကကြတော့ရင်ဒီဥစ္စာကကြတော့ရင်ဟိုဟာပါမယ်ကလပွေးရပါမယ်နောက်ပြီးတော့ရင်တကြပိုးခောက်ပါမယ်ဒါဓာတ်ပေါက်မဆလာပေါ့နော်ဓာတ်ပေါက်မဆလာပါမယ်ဒါလေးညင်းပွင့်ပါမယ်ပေါ့နော်ဒီနေ့ကတော့ဖာလာစီလေးကတော့အိမ်မှာဝယ်ပြီးသားမရှိတဲ့အတွက်ပေါ့နော်ဖာလာစီမထည့်ဘူးပေါ့နော်အဲဖာလာစီကလည်းနည်းနည်းထည့်ရတယ်ပေါ့နော်အမှန်မှန်တော့အခုကတော့မရှိတဲ့အတွက်မထည့်တော့ဘူးပေါ့ဒါလည်းရပါတယ်ဒီထဲမှာမဆလာထဲမှာအကုန်ပါတယ်ပေါ့အဲ့လာကိုဟိုဒီမှာတော့ဒါကတော့ဓာတ်ပေါက်ဆန်ပေါ့ဓာတ်ပေါက်ဆန်ကိုဟိုဓာတ်ပေါက်ချက်ဖို့အတွက်ဆိုရင်တို့ကကြတော့ခါတိုင်းပေါ့နော်ပုံမှန်ချက်နေကြရေအနေထားထက်ကိုသူ့ကိုနည်းနည်းလေးပေါ့နော်ရှော့ပြီးတော့ထည့်ရတယ်ပေါ့။ဘာလို့ဆိုရင်ခုနစက်သားနဲ့နောက်ပိတ်ဆုံးပြန်ပြီးနှက်မှာဆိုတော့လေစက်သားထဲမှာပါတဲ့အရေးလေးကြောက်မလို့ပေါ့နော်။အဲ့ဟိုဆန်ကိုနည်းနည်းလေးသူ့ကိုဟိုမာချက်တာပေါ့နော်။နည်းနည်းလေးခါတိုင်းကလက်တစ်စစ်ဆိုရင်ဟိုတစ်စစ်ကိုနည်းနည်းလေးရော့ထည့်ပေါ့နော်။အထည်ကိုကလပွေးရွက်ထည့်မယ်။နောက်ပြီးတော့ရင်တကြိုးခောက်ထည့်မယ်။ပြီးရင်ဒီလေးညင်ပွင့်ထည့်မယ်။ပြီးရင်ဓာတ်ပေါင်းမဆလာလေးနည်းနည်းထည့်မယ်ပေါ့နော်။ဓာတ်ပေါင်းမဆလာလေးနည်းနည်းထည့်မယ်ပြီးရင်အထည်ကိုဂီထော့ဘက်ကလေးထည့်မယ်ဂီထော့ဘက်ကဒါကတော့ခုနေ့ကစမိုင်းဝယ်တော့ရင်ပိုတဲ့ဂီထော့ဘက်ကလေးပေါ့နော်အလားလေးထည့်မယ်ဂီထော့ဘက်ကလေးထည့်မယ်နောက်ပြီးရင်ဒီထဲကိုဟိုကျမကတော့တကြားလေးပဲထည့်ပြီးချက်ထားမယ်ပေါ့နော်အကဲဟိုအားဖြစ်ရင်တော့ဒီတကြားလေးနည်းနည်းပဲထည့်ထားမယ်အကဲတချို့ကြတော့လေအချိုမှုတ်ကြိုက်မယ်အသားမှုတ်ဖြစ်အချိုမှုတ်ဖြစ်ထည့်လို့ရတယ်နောက်ပြီးတော့ရင်ဟိုအားကြိုက်ရင်လည်းစားဟိုအဖြစ်အငန်ကတော့စက်သားထဲမှာပါနေတဲ့အတွက်ကြောင့်မထည့်တာပေါ့နော်တချို့အငန်ကြိုက်တာလည်းဘာလို့ဆိုရင်လည်းနည်းနည်းပါးထည့်လို့ရတယ်ပေါ့နော်အဲ့လာကိုငွေပြီးတော့ရင်အရင်ဆုံးထမင်းအိုးကိုတဲထားလိုက်မယ်ပေါ့နော်အရင်ဆုံးပေါ့နော်စက်သားချက်ဖို့အတွက်ကိုစီကိုအရင်ဆုံးပူအောင်တဲလိုက်တာပေါ့နော်စီပူပြီးဆိုရင်ဒီကလပွေးရွက်လို့တချို့ဘိုးခေါက်လို့ဒီမှာတော့ဟိုပါပေါ့ဖာလာသေးတော့မပါဘူးပေါ့နော်လင်းမြင်းပွင့်လို့အကောင်လုံးထည့်နေထည့်ပြီးတော့ရင်ဒါကိုစီမွေးအောင်ပေါ့နော်စီမွေးလေးပြင်တက်မယ်ပေါ့နော်ဒါလေးတွေကိုအခုတော့เนาะစက်သားအရင်ချက်မယ်ပေါ့เนาะစက်သားချက်ဖို့အတွက်ကိုဒီမှာပေါ့เนาะခုနကထည့်ထားတဲ့မဆလာလေးတွေပေါ့เนาะနောက်ပြီးတော့ဒီမှာဂီထော့ဘက်ကလေးကနဲနေတဲ့အတွက်ကြောင့်ဒါကတာလေးပေါ့เนาะနည်းနည်းထည့်ထားတယ်ပြီးတော့ရင်စက်တော့အနီကိုပပလှေးထားတယ်နောက်ပြီးတော့ရင်နည်းနည်းမြစ်ကလေးပေါ့เนาะထည့်တော့မယ်ပေါ့เนาะခုနကစီလေးကမှုရလေးဆိုရင်လှေးထားတဲ့ဟိုစက်တော့အနီလေးထည့်မယ်နည်းနည်းမြစ်ကလေးထည့်မယ်ပေါ့เนาะအလားလေးထည့်ပြီးတော့ရင်ဒီလိုဟိုနည်းနည်းလေးနောလာလေးဆိုရင်နှက်ထားတယ်စက်သားကိုထည့်เนาะထားပြီးဆက်နေတယ်အဲ့ဒါကိုစနစ်လေးအောင်အောင်နဲ့ဆက်ဖြစ်တယ်ပေါ့နော်ဒီစနစ်လေးထည့်ပြီးအဲ့ဒါကိုဒီကခုနကဟိုထောပတ်ရယ်နောက်ပြီးရင်ဒါမဆလာပေါ့ဓာတ်ပေါင်းမဆလာပေါ့နော်ဓာတ်ပေါင်းမဆလာလေးထည့်တယ်ရဒီထောက်တာပေါ့အဲ့ဒါဆိုရင်ဒီရုပ်ပြရမျိုးဟုတ်တယ်ဒီဆိုရင်ရုပ်ပြရမျိုးကိုလေးထည့်တယ်ပေါ့နော်ဒီအလားလေးကိုနာလေးပေါ့ဟိုလုံးနေအောင်ပေါ့အဲဆိုသူ့အောင်အသားလေးကိုတင်းအောင်လုံးနေအောင်လို့သူ့အရင်ဆုံးဒီတူလေးနဲ့အရင်တင်မယ်ပေါ့နော်တဲပြီးအသားလေးတွေလည်းတင်းလာပြီနောက်ပြီးတော့ရင်ဟွာဖြစ်သွားပြီရေထဲရှိတော့ဦး6သွားပြီနည်းနည်းလေးလုံးလာပြီးစီပြန်လာပြီးစိတ်ကမှရေထည့်ပြီးတော့ရင်စက်သားကိုနှုံးအောင်ပိတ်တယ်ပေါ့နော်အားတိုင်းစက်သားနှင်းချက်ပြီးတယ်အခုဆိုရင်ပေါ့နော်စက်သားလေးတွေစီပြန်လာပြီပေါ့နော်
အခုကလေဒီစသားအနှစ်ကလေးများလေးနဲ့ချက်ထားတာပေါ့နော်ဒီစသားအနှစ်ကိုဟိုဘန်းပေါက်ဆန်ထဲမှာရောပြီးတော့မှတော့ပြန်ပြီးတော့နှက်မှာမလို့ခုနကတော့ထမင်းချက်တဲ့အခါမှာအဲရေကိုလျှော့ပြီးထည့်ခိုင်းတာပေါ့နော်ရေလေးနဲ့လျှော့ထည့်ခိုင်းတာဒီအစီလေးနဲ့ပြန်နှက်မယ်အတွက်ကြောင့်အဲတချို့ကကြတော့လေအဲ့လိုမျိုးပြန်နှက်ပြီးတော့ချက်တာကိုမကြိုက်ဘူးပေါ့နော်မကြိုက်ဘဲနဲ့ထမင်းတစ်သက်ဟိုအသားဟင်းတစ်သက်ပေါ့နော်အဲ့လိုမျိုးဟိုစားကျင်နေဆိုရင်တော့ပုံမှန်အတိုင်းရေကိုထည့်ပြီးတော့ချက်ပေါ့နော်အခုကတော့ဒီအနှစ်ကလေးတွေကပြန်ပြီးတော့ဆန်လေးကိုပြန်ပြီးတော့ထည့်နှက်မှာမလို့ထမင်းနဲ့ပြန်ထည့်နှက်မှာမလို့အဲဒါကြောင့်မလို့ရေကိုလျှော့ထည့်တာပေါ့နော်အခုကတော့ဒါကတော့တန်ပေါက်သေးကိုပေါ့နော်ထဲမဲ့ဟိုဟာလေးတွေပေါ့အစိတ်အဆန်လေးတွေပေါ့ဒါကမုံလာဦးမီလေးတွေနောက်ပြီးတော့ရင်ဒါကတော့ပဲစိတ်ပေါ့ဒါကတော့တီဟိုစင်းနဲ့စပီတီ6ပေါ့နော်အခုဒီမှာကတော့ကျွန်တော်တို့ကတော့အလွယ်ပေါ့နော်7-11ရမယ်ဒီဥစ္စာတွေကပြန်အတင်စားပေါ့နော်ဒါကြော်ပြီးသားလေးတွေပဲဝယ်လိုက်တာပေါ့ဒီမှာကတော့ဒါလေးတွေကဒီတိုင်းဝင်နေအရင်စေးကြီးတဲ့အတွက်ကြောင့်မလို့ဒါကတော့အတင်စားအထုပ်ကလေးတွေပဲဝင်ပြောရပေါ့နော်ဒါကတော့အဖြစ်တော်ပေါ့ထည့်လိုက်တာပေါ့နောက်ပြီးတော့ရင်ဒီမှာဒါကကြာချက်တော်အနီပေါ့နော်ချက်တော်အနီရတယ်ဟို ready made ပဲပေါ့နော်အဲကြောထားတာရေကဲအခုဆိုထမင်းလေးတွေအန်တာကုတ်ပေါ့နော်ဒီလိုလေးနေထားရပြီပေါ့နော်နည်းနည်းမလေးပေါ့နော်မတောင်းတော့အနေထားလေးပေါ့ရပြီပါနော်ဒီလိုပေါ့မတောင်းတော့အနေထားလေးပေါ့နော်ဆန်လေးစေးလေးတွေလည်းအရင်ထားတယ်အားလေးကိုအရင်ဆုံးဒါလေးတွေနဲ့ရောတမမှွေလိုက်မယ်ပေါ့နော်ဒီအားလေးအကုန်ထည့်ပြီးတော့ရင်ခုနကတခုပြောလို့မေ့သွားတယ်ပေါ့နော်ဒါဖုကာလာပေါ့ဖုကာလာဒါလိမ္မော်ရောင်လေးပေါ့နော်အလားလေးကတော့ဓာတ်ပေါက်ရောင်လှအောင်ထည့်တာပေါ့နော်အလားလေးကိုဟိုဟာပေါ့ဒီရေလေးနည်းနည်းလေးနဲ့ပေါ့နော်အရင်ကဖြောထားတာပေါ့ဖြောထားပြီးတော့ရင်အလားလေးတွေကိုဒီထမင်းပေါ်မှာပေါ့နည်းနည်းလေးပေါ့လိုက်ဆန်းပေးတာပေါ့အပြီးရင်ခုနကတော့ဒီအစိအစံလေးပုံထည့်မယ်ဒါတော့ကျွန်တော်တို့ပေါင်းအိုးကြီးလို့ပေါ့နော်ပေါင်းအိုးသေးရင်တော့ဒီဟာတွေကိုအိုးအကြီးနဲ့လှည့်ပြီးတော့မှအကုန်လုံးထည့်ပြီးတော့မှွေတာပို့ပြီးတော့ဒီလိုကျွတ်ပေါ့မှွေလို့ကောင်းတယ်ပေါ့ဒါတော့အိုးကြီးတဲ့ခါကျတော့ရင်ဒီအိုးထဲမှာပဲအကုန်လုံးထည့်ပြီးမှွေလိုက်တာပေါ့နော်စားမှာနှစ်ယောက်စားဒါပဲနဲ့တမိသားစုလုံးစားလို့ရတယ်အားလေးငွေထားမယ်ငွေပြီးတော့ရင်သူ့ကိုဒီလုံးတော့ဟိုစလုံးတစ်ခုတည်းကိုပေါ့နော်ဖယ်ထားပြီးတော့မှစသားနဲ့ထားနဲ့တလွှာချင်းစီပေါ့ကျွန်မတို့ပြန်ထည့်မယ်ပေါ့နော်အခုဆိုရင်ပေါ့နော်ဓာတ်ပေါက်ဆန်ဟိုပေါ့ဒီလိုမျိုးစလုံးနဲ့ကိုပေါ့နော်အကုန်လုံးကိုဟိုပါပေါ့နော်ထည့်လိုက်တာပေါ့ထည့်ပြီးတဲ့အခါမှာအောက်အလှော်အောင်နည်းနည်းထည့်မယ်ပြီးရင်စသားလေးထည့်မယ်အနှစ်ကလေးထည့်မယ်ပြီးတော့ရင်အပေါ်ကနေတော့ထမင်းလေးကိုအသားလေးလိုက်ပြီးတော့ဖြူးမယ်ပေါ့နော်ထမင်းလေးဖြူးမယ်ဖြူးပြီးတဲ့အခါမှာနောက်တစ်လွှာထည့်မယ်ပေါ့နော်ဒီဖြစ်လိုက်ဒီပေါ့မယ်နောက်တစ်လွှာတဲ့အသားလေးထည့်မယ်ပြီးရင်အပေါ်ထမင်းလေးလိုက်ဖြူမယ်ပြီးရင်နောက်ကတရားလေးအကုန်ထည့်လိုက်ပါနော်ပြီးတော့ရင်အပေါ်ကနေတော့ရင်အခါပြီးတော့ရင်ခမင်းပြန်ပြီးဖြူးမယ်ပေါ့ပြီးရင်အဲ့ဒါကို10မိနစ်လောက်ပေါ့နော်10မိနစ်လောက်ပြန်ပြီးတော့တည်ပေးထားမယ်ပေါ့နော်10မိနစ်လောက်ပြန်တည်ပြီးရပါပြီရှင်ကဲအခုဆိုရင်ဓာတ်ပေါက်ကလေးရပါပြီရှင်ဓာတ်ပေါက်ကလေးကိုကျွန်တော်တို့ဒီပကံလေးကိုထည့်မယ်ပေါ့နော်ဟုတ်လား